ဖရဲသီးစားခြင်းရဲ့ကောင်းကျိုးများတစ်ကိုခန္ဓာကိုယ်အရေးတက်ပြည့်စေခြင်းဖရဲသီးမှာရေဓာတ်60ကျော်ပါဝင်တဲ့အတွက်ခန္ဓာကိုယ်ကိုအေးပေးနိုင်တယ်ရေခမ်းခြောက်ခြင်း dehydration ကိုကာကွယ်ပေးတယ်ပူပြင်းတဲ့ရာသီမှာအထူးသင့်တော်ပါတယ်နဲ့နှလုံးကျန်းမာရေးကိုကာကွယ်ပေးခြင်းဖရဲသီးထဲမှာ lycopene အနီရောင်ဓာတ် potassium တို့ပါဝင်ပြီးသွေးပေါင်ချိန်ကိုထိန်းညှိပေးတယ်နှလုံးရောဂါဖြစ်နိုင်ခြေလျော့နည်းစေတယ်3အုံနှောက်နဲ့အာယုံစူးစိုက်မှုတိုးတက်စေခြင်းဗီတာမင်6ပါဝင်တဲ့အတွက်အုံနှောက်လုံးဆောင်ချက်ကိုကူညီပေးတယ်စိတ်ဓာတ်ကောင်းမွန်စေပြီးစိတ်ဖိစီးမှုလျော့နည်းစေတယ်4မျက်စိကျန်းမာရေးကိုကောင်းမွန်စေခြင်းဖရဲသီးထဲမှာဗီတာမင်ပါဝင်တာကြောင့်မျက်စိမြင်ကွင်းကောင်းစေပြီးမျက်စိရောဂါများကိုကာကွယ်ပေးတယ်5ကြက်သားနဲ့ခန္ဓာကိုယ်အားတိုးတက်စေခြင်းစိတ်ရပိုင်းဆိုတဲ့ဓာတ်ပါဝင်ပြီးကြက်သားနာကျင်မှုလျော့စေတယ်လေ့ကျင့်ခန်းပြီးနောက်ပြန်လည်တန်မာစေတယ်6အစာချေမှုကိုကူညီပေးခြင်းရေဓာတ်နဲ့ fiber ပါဝင်သောကြောင့်အစာချေမှုကောင်းမွန်စေတယ်ဝမ်းချုံမှုကိုလျော့နည်းစေတယ်9အသားရည်လှပစေခြင်းဗီတာမင်ပါဝင်ပြီးအသားရည်ကိုညံ့စေတယ်အသားရည်မင်းမြင့်မှုကိုလျော့စေတယ်အန်တီဂျင်ပူမင်းမှုနည်းစေအကျိုးရှိတယ်8ပိုလေးချိန်ထိမိတာတွင်ကူညီပေးခြင်း calories နည်းပြီးရေဓာတ်များသောကြောင့်ဗိုက်ကိမှုကိုခံစားရစေပြီးလေးချိန်လျှော့ချလိုသူများအတွက်တင့်တော်ပါတယ်ဒီထားရမည့်ချက်များလွန်ကြုံမစားသင့်ပါအကြားပါဝင်မှုရှိပြီးစီးချိုယောဂရှိသူများသတိထားစားသင့်တယ်တန်ရှင်းမှုမရှိသောဖရဲသီးမစားသင့်ပါ